အခုနဲ့မကြခင်ဟွေကိုဖြစ်တော့မဲ့ Florian Wirtz လပပူကတော့ဗျာကျန်းချက်ပဲဗျာခုချိန်မှာဆိုရင်တော့ Florian Wirtz နဲ့ကာကွယ်ကိုသဘောတူညီမှုရရှိသွားပြီးမကြခင်ဟွေကိုဖြစ်တော့မှာလည်းဖြစ်ပါတယ်တတဝညီကိုရင်းနဲ့လည်းဗျာဘိုင်ဝ YouTube မှာအပြည့်စုံနားထောင်လို့ရပြီးတော့ Afia ညီကိုရင်းနဲ့လည်း comment မှာနားဆင်လို့ရပါတယ်ခင်ဗျာလပပူတင်းရဗျာဒီသူ Florian Wirtz ကိုဗျာအစောပိုင်း2ချိန်မှာကျွန်တော်တို့ Euro တန်း130နှစ်လောက်နဲ့ကမ်းမ်းနေဗျာဒါပေမဲ့လည်းလပပူစရာပယ်ရှာတယ်ခုချိန်မှာဆိုရင်တော့လပပူသဘောတူညီမှုရရှိသွားတာဗျာတိကျမတည်သေးပေမဲ့တန်း130ကနေ150ချားပေါ့ဗျာတန်း140ကျော်လေးလည်းဖြစ်နေတာပေါ့သိရပါတယ်ဒါသူ Florian Wirtz ကလည်းဗျာသူလပပူးမှာကစားချင်တယ်လပပူးကဗျာ Florian Wirtz ကိုသူတို့ဟီဝီကိုဖြစ်လို့စေးစစ်ပါညာအောင်ရင်9နှစ်ပလက်ဗျာတစ်နှစ်ပေါ့သူတို့ဒီထုံးစံအတိုင်းရှုပ်ရှင်လို့ပဲရှုပ်မယ်ပြီးကြဗျာ Florian Wirtz ကဗျာလပပူးတင်းမှာတော့တော်လေးကိုလောက်ခလာစာမြင့်နေဗျာဘလို့လဲဆိုတော့ဗျာမိုဟာမက်ဆာလာအောက်ပေါ်ဗန်တိုင်းရဲ့အထက်ဗျာ၄တင်းကျော်ဆုံးထီကိုရရှိမှာဖြစ်ပြီးတော့တစ်နှစ်ကိုယူကို22တန်းထီကိုရရှိသွားမယ်ကစားသမားပဲဖြစ်တယ်ဗျလပပူးကတော့သူခေါ်ယူမှုမှာတော့ဒါဝင်နုနဲ့ပြီးရင်တော့ကျန်တဲ့ကစားသမားတွေကတော်တော်လေးကိုကောင်းပါတယ်ဒီကစားသမားကိုလည်းလပပူးသူအဖွဲ့ဝင်တွေကတော်တော်လေးကိုကြိုက်နေတဲ့အတွက်ခေါ်တာလည်းဖြစ်ပါတယ် Florian Wirtz လပပူးမှာကြောက်ရင်တော့လပပူးကတော့ကြောက်ခမန်းလေးကိုချမ်းတော့မှာလည်းဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ဒီဘယ်နောက်ကကစားသမားဖြစ်တဲ့ကာခိဗျာ Robertson နဲ့ရောက်အစထုတ်ဖို့ပေါ့ဘာလို့လဲဆိုတော့ကာခိကိုဗျာအခုချိန်မှာဆိုရင်22နှစ်ပဲရှိတော့လူငယ်လေးကိုသူတို့ကြိုက်တယ်အဲ့အတွက်ကြောင့်ဗျာစာချုပ်ဖျက်တိုင်းကြီး42တန်းပေးပြီးတော့လပပူးကခေါ်ယူပြီးတော့ဒီကစားသမားကိုကျွန်တော်ဆန်ဒေးမှာဗျာကျွန်တော်တွေးစစ်မယ်ကျွန်တော်စစ်လို့အောင်မြင်လို့ရှိရင်တော့ဒီကစားသမားကို2030အထိမြန်မာတဲ့လောက်ခလာစာပေးပြီးတော့စာချုပ်ချုပ်တော့မှာလည်းဖြစ်ပါတယ်ခင်ဗျာ